ဒါလေးကတော့ Time City ရဲ့ဝယ်ဝင်ချင်းအပေါက်မှာပေါ့နော်တွေ့ရတဲ့ဒါ promotion area ထဲကနေပြီးတော့ discount ချထားတဲ့စာအုပ်ကလေးတွေပါနောက်ဒါကိုရီအရင်တော့ဖတ်ဖူးခဲ့တဲ့စာအုပ်လည်းတအုပ်တလေးပါရင်ပါမယ်ကိုရီမဖတ်ရသေးတဲ့ဟာတွေလည်းပါမှာပေါ့နော်အများအဖြစ်ကတော့မပါတာများပါတယ်နောက်ပြီးကြလို့ရှိရင်ဒီမှာအိတ်ကလေးတွေအသုံးဆောင်ပေါ့နော်အဝတ်ထဲအသုံးဆောင်အကုန်လုံးပေါ့သူတို့ promotion ကာလမှာဆိုလို့ရှိရင်ခါလိုက်စေးတွေထက်ဝက်လောက်ကိုရော့ပြီးတော့ရမှာပေါ့နော်ကိုရီကတော့ဒါတော့လာတဲ့လူရမလို့လာတော့မသိဘူးအဲ့မှာတကယ်ချင်းနေနဲ့ဟိုတီရှောက်ကြည့်ပြီးတော့လိုအပ်တာလေးတွေလည်းဝယ်ဖြစ်တယ်သူများတွေလည်းဝယ်နေကြတွေ့ပါတယ်ဒါကိုရီသွားတဲ့အချိန်ကဒါညနေနည်းနည်းစောင်းတဲ့အချိန်လေးပေါ့နော်အဲ့တော့လူသိမကြတော့သူများတွေပြင်ပန်းပြီးနားနေတဲ့အချိန်ဖြစ်ပါလိမ့်မယ်နည်းနည်းညဖက်စောဘယ်လိုခေါ်မလဲညဖက်စောဖြစ်ကုန်ပြီနည်းနည်းညလေးနှက်လာပြီဆိုရင်တော့ဒါလူတွေအများကြီးဝယ်မှာပေါ့နော်ကျော်ဆရာကြီးပါအင်ဂျီလေးဆိုလည်းအရင်တက်နေကျေးဇူးတင်ပါတယ်